ဟာမောင်တောင်ပေါ်မှာစုဝေးခဲ့ကြတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့စာမြန်စာဖြစ်ပြီးတော့သူကကျန်တဲ့သူတွေကိုမေးတယ်ဒီနေရာမှာသူတို့လုပ်မဲ့အလုပ်ကနှစ်ခုရှိပါတယ်နံပါတ်1လူသားမိန်းမတွေနဲ့ပေါင်းဖက်ပြီးတော့မှသားသမီးမွေးမယ်ဒီနေရာမှာမွေးဖွားလာတဲ့သားသမီးတွေကို Netflix Giants တွေကိုမွေးဖွားစေခဲ့ပါတယ်နံပါတ်2ကောင်းကင်ဘုံကလျှို့ဝှက်ပညာရက်တွေကိုလူတွေကိုသင်ကြားပေးမယ်ဒါကဘုရားသခင်လုံးဝခွင့်ပြုထားခဲ့တဲ့ forbidden knowledge တွေဖြစ်ပါတယ်သူတို့အားလုံးကဒါကိုပြတ်မကွက်လှုပ်ဆောင်မယ်ဆိုပြီးတော့မှတယောက်ကိုတယောက်ကတိတစ္ဆာပြုခဲ့ကြပါတယ်ဒီနောက်ကျတဲ့မှာဆိုရင်ခန်းကြီးရှစ်ငယ်1မှာပေါ်ပြထားတဲ့အရာရှိပါတယ်ဒီအဖွဲ့ထဲမှာအဒီရဲ့အရှိဆုံးနဲ့လူသိအများဆုံးကတော့အာဇဇယ်ပါပဲသူတင်ပေးလိုက်တဲ့ပညာရက်နှစ်ခုကကျွန်တော်တို့ရဲ့လူသားသမိုင်းကိုအကြီးကျယ်ပြောင်းလဲသွားစေခဲ့လို့ပထမဆုံးတင်ပေးခဲ့တဲ့အရာကတတုပေဒပညာနဲ့စစ်ပညာအာဇဇယ်မတိုင်ခင်ကလူတွေကစိုက်ပျိုးရေးတစ်မျိုးပဲလုပ်တတ်ကြပါတယ်ဒါပေမဲ့အာဇဇယ်ကမြေကြီးတွေကတတုတွေကိုတူဖော်တဲ့နီးနဲ့အရေးကျိုးတဲ့နီးတွေကိုတင်ပေးခဲ့ပြီးတော့ဓာလန်ဒိုင်းလွှာတန်ချက်ကာတွေကိုလုံနီးတွေကိုတင်ပေးခဲ့တယ်ရလက်ကတော့လူသားတွေတယောက်ကိုတယောက်တပ်ဖြတ်ဖို့ပို့ပြီးတော့လွယ်ကူသွားခဲ့တယ်လို့ဘာကြီးကသွေးချောင်းစီးခဲ့တဲ့အရာပဲဖြစ်လာခဲ့ပါတယ်နံပါတ်1အလှပြင်ခြင်းဒါတွေမကအောင်အာဇဇယ်ကအမျိုးသမီးတွေကိုမျက်လုံးချေသားတဲ့နီးတမြေတနာဝတ်စင်နီးတွေစီးစိုးပန်းရိုက်နီးတွေကိုသူကတင်ပေးခဲ့ပါတယ်သူရဲ့ရည်ရွယ်ချက်ကဘာလဲလို့မေးရမယ်ဆိုရင်ဘာဝအတိုင်းယူသားမှုပျောက်စေပြီးတော့တက်မှတ်ခြင်းမာနတွေကိုဖြစ်လာစေဖို့ပါဒီပညာရက်တွေကြောင့်လူအဖွဲ့အစည်းကဖောက်ပြန်ခြင်းတွေကိုဥတီသွားခဲ့ကြပါတယ်နောက်ထပ်တခြားသော forbidden knowledge တွေကတော့မော်ပညာနဲ့စေဝါဆိုင်ရာအတတ်ပညာတွေပထမအိနောက်ကျန်အခန်းကြီး9ငယ်1နဲ့အခန်းကြီး10ငယ်3မှာဆိုရင်နောက်ထပ်ခေါင်းဆောင်တွေဖြစ်ကြတဲ့စာမြန်စာနဲ့သူ့အဖွဲ့တွေကပို့ပြီးနဲ့နေတဲ့ပညာတွေကိုသင်ပေးထားတဲ့အကြောင်းကိုတွေ့ရမှာပါလူစားခြင်းဂါရမန်နဲ့လုပ်ခြင်းလူတွေကိုထိန်းချုပ်ဖို့နှဆိုးတွေကိုခေါ်ယူဖို့နဲ့ဂါရမန်တွေကိုသူတို့တွေကတင်ပေးကြပါတယ်အဲ့ဒါအပြင်ကမှစီးမြစ်တွေကိုတူးဖော်ပြီးအစိတ်တွေကိုပြုံပြီးတင်ပေးခဲ့ပါတယ်ဂရိစကလုံး pharmacia လို့သုံးကြပါတယ်ဒါကဒီနေ့ကကျွန်တော်တို့ pharmacy ဆေးပညာရဲ့အစလို့ပြောလို့ရပါတယ်ဒါပေမဲ့သူတို့တင်ပေးခဲ့တာကကုသဖို့ဆေးဝါးထက်စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးအစိတ်တွေနဲ့ပြုစုခြင်းဆိုတဲ့အရာတွေပဲဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကလာပါပြီယူရီယာကလည်းအိနောက်ကိုနက္ခတ္တပေဒနဲ့သက်ဆိုင်တဲ့အရာတွေကိုသင်ကြားပေးခဲ့တယ် Fallen Angels တွေကလည်းသင်ကြားပေးခဲ့တယ်ဒီနက္ခတ္တပေဒကဘယ်လိုမျိုးပွားခြားတာယူရီယာကနက္ခတ္တပေဒကိုလေ့လာခြင်းသင်ကြားပေးခဲ့တာဖြစ်ပြီးတော့ Fallen Angels တွေက astrology ဗေဒင်ဟောခြင်းနမိတ်ဖတ်ခြင်းတွေကိုသင်ပေးခဲ့တာပါဒီအကြောင်းအရာကိုအိနောက်ကျန်အခန်းကြီး8ငယ်3မှာဆိုရင် Paragital astrology နက္ခတ္တပေဒပညာ Charity နေရာကိုကြည့်ပြီးတော့လူကညမကိုဖတ်တဲ့နီးရသခင်ကိုမကိုးစားဘဲနဲ့ Charity ကိုကိုးစားအောင်လုပ်စေဖို့အတွက်သူကရည်ရွယ်ခဲ့ပါတယ်ဟုတ်ကဲ့ကျေးဇူးတွေကိုသင်ကြားပေးခဲ့ပါတယ်ကျေးဇူးတွေရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးတော့မှနမိတ်ဖတ်တဲ့နီးအေဇဂေလမိုးလီဝတ္တနမိတ်တွေကိုကြည့်တဲ့နီးတိန်တွေကိုကြည့်ပြီးတော့